ဒီနေ့မှာတော့လူနာဟာဟင်ရီဆိုတဲ့ကောင်လေးတယောက်ကိုစစ်ကူပေါ်မှာပုံဖော်ရေးဆွဲမိခဲ့တယ်။အဲ့ဒီပုံရိပ်လေးကတက်ဝင်လာပြီးသူမကိုခခွန်ဖို့ဟိတ်ခေါက်ခဲ့တာပါပဲ။လာရောင်အောင်မှာသူတို့နှစ်ဦးပျော်ရွှင်စွာခခွန်ခဲ့ကြတယ်။အဲ့ဒီအချိန်မှာလူနာရဲ့စူးပင်တွေကြားမှာနှုတ်ပျော်တဲ့နှင်းစီပိုင်းတွေအစီရီပွင့်လန်းခဲ့ပါတယ်။ဒါပေမဲ့အချစ်မှာပေးဆက်ရတဲ့တန်ဖိုးကကြီးမားလွန်းတယ်။ဟင်ရီဟာလူနာနဲ့ဆုံလေတိုင်းသူမကပုံဆွဲပြီးဟင်ရီကိုခေါ်ယူလေတိုင်းဟင်ရီရဲ့အသက်ဆွမ်းအိမ်တွေဟာတဖြည်းဖြည်းဆုပ်ယုပ်လာတာကိုလူနာသိလိုက်ရတယ်။ဖြူစင်နဲ့ဆုံးဖြူမျိုးနွယ်ဟင်ရီနဲ့ဆုံးနံမလေးလူနာတို့ရဲ့အချစ်ဟာဘလို့မှမဖြစ်နိုင်တဲ့လမ်းဆုံတစ်ခုပါ။သူမချီရတဲ့သူကိုကဲတင်ဖို့အတွက်လူနာဟာအနာကျင်ရဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။ဟင်ရီရဲ့ခမကိုတွေကသူမနဲ့ပတ်သက်တဲ့အမှတ်တရအားလုံးကိုအစိတ်ရှိတဲ့မှုပွင့်လေးတစ်ပွင့်အဖြစ်သူမကိုယ်တိုင်ထုတ်ယူလိုက်တယ်။အဲ့ဒီမှုပွင့်လေးဟာအစိတ်ရှိပေမဲ့လှပလွတ်နေတာကဟင်ရီသူမပေါ်ဘယ်လောက်အထိနဲ့ဆိုင်ချစ်ထည့်တယ်လဲဆိုတာကိုတက်တည်ပြနေတယ်လို့ပါပဲ။ဟင်ရီဟာလူနာကိုမေ့လျော်သွားပြီးပွန်ပန်လူသားဘဝကိုပြန်ရသွားခဲ့တယ်။လူနာကတော့အထီးကျန်တဲ့မှုဆုံးမလီဘဝနဲ့ပဲလောကကြီးကိုတယောက်တည်းဆက်ပြီးတန့်စင်ပေးနေခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာဆိုးဝိုင်းဟာမရက်တန်သေးပါဘူး။ဒီနေ့မှာတော့သူမရဲ့အထီးကျန်ကပလေးတွေကိုနောက်ထပ်ကောင်းလေးတယောက်မတော်ဆထပ်မံရောက်ရှိလို့လာပြန်ပါတော့တာပဲ။